လန်းအစမှာလူကြားရီဆိုတဲ့ကောင်မလေးဟာမနက်ခင်းကြောင်းသွားဖို့အိမ်ကထွက်လာချိန်မှာသူမရဲ့အိမ်ရှိမှာမတ်တက်ရက်နေတဲ့အတန်းဖော်ဝမ်ဟောက်ကိုမမျှော်လင့်ပဲတွေးလိုက်ရပါတယ်လူကြားရီကဝမ်ဟောက်ကိုဒီကိုဘာလို့ရောက်နေတာလဲလို့မေးတဲ့အခါဝမ်ဟောက်ကအထစ်ထစ်အငုံငုံနဲ့သူ့အမေရဲ့တငယ်ချင်းအိမ်မှာထမင်းစားဖို့လာရင်လမ်းကြုံလာလို့လိန်ညာပြီးစင်ကြေပေးခဲ့ပါတယ်တကယ်တော့သူဟာလူကြားရီနဲ့အတူတူကြောင်းသွားခြင်းလို့စောင့်နေခဲ့တာပါကြောင်းရောက်တဲ့အခါတင်ချာစာမေးပွဲရလက်တွေထွက်လာပါတယ်ဒီချိန်မှာတော့ထူးချွန်တဲ့ကျောင်းသူလီစီယွင်က148မှတ်နဲ့အတန်းထဲမှာပထမရရှိသွားပါတယ်။အမြဲတမ်းပထမရလေးရှိတဲ့ချန်ကွန်းလင်ကတော့စပွဲပေါ်မှာအိပ်ပျော်နေခဲ့ပါတယ်။စာမေးပွဲမေးခွန်းတွေကိုလိုက်ဝေနေတဲ့လူကြားရီဟာချန်ကွန်းလင်ရဲ့စာရွက်ကိုကောက်ယူကြည့်မိတဲ့အခါထူးဆန်းတာတစ်ခုကိုသတိပြုမိသွားပါတယ်။ချန်ကွန်းလင်ဟာအရန်လွယ်ကူတဲ့ပု္ပ္ပစာတွေကိုအဖြေမရေးပဲခြံထားခဲ့တာကြောင့်142မှတ်ပဲရခဲ့တာပါ။သူဟာလီစီယွင်ကိုပထမပေးခြင်းလို့တမင်တကာအမှတ်လျှော့ခဲ့တာကိုလူကြားရီရိပ်မိသွားပါတယ်။လီစီယွင်ဟာချန်ကွန်းလင်ရဲ့စာမှုပွဲစာရွက်ကိုကြည့်ပြီးသူတမင်ရှုံးပေးခဲ့မှန်းသိသွားတဲ့အခါဝမ်းနဲ့စိတ်မကောင်းဖြစ်ပြီးမျက်ရည်ကျလာပါတယ်။ဒါကိုမြင်လိုက်ရတဲ့လူကြားရီဟာလီစီယွင်စိတ်တန်ရာမရစေဖို့အတွက်အတန်းဖော်ရီမမြင်အောင်ရှေ့ကနေကာကွယ်ပေးပြီးဖက်ကနှစ်သိမ့်ပေးခဲ့ပါတယ်။အဲ့ရကနိုးလာတဲ့ချန်ကွန်းလင်ကတော့ဒီမြင်ကွင်းကိုငေးကြည့်နေခဲ့ပါတယ်။ကျောင်းဆင်းချိန်မှာချန်ကွန်းလင်ကလူကြားရီကိုလာရှာပြီးလီစီယွင်အတွက်သူ့ဝယ်ပေးခိုင်းခဲ့တဲ့ဖနက်ကိစ္စကိုကျေးဇူးတင်ကြောင်းပြောပါတယ်။သူဟာလီစီယွင်ကိုတကယ်သဘောကျနေတာဖြစ်ပြီးလူကြားရီကလည်းသူတို့နှစ်ယောက်ကြားကခံစားချက်တွေကိုကူညီဖုံးကွယ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။အတန်းထဲမှာလူကြားရီတယောက်စာအုပ်ကြားတဲ့ကစာရွက်လေးတစ်ရွက်ကိုလှုပ်ဝက်စွာယူဆောင်သွားခဲ့ပါတယ်။လူကြားရီဟာအမိုးပွင့်ဝရန်တာပေါ်မှာလီစီယွင်ရေးပေးလိုက်တဲ့စာတိုလေးကိုဖတ်နေပါတယ်။စာထဲမှာတော့ကြားရီငါနဲ့ချန်ကွန်းလင်ကြားကဆက်ဆံရေးကိုနင်းသိသွားတဲ့အတွက်အားလုံးကိုရှင်းပြခြင်းပါတယ်အကယ်၍စာမှုပွဲမှာအမတ်တမင်လျှော့ပေးတာဟာငါအပေါ်သူစော်ကားတာလို့ခံစားရပေမဲ့ငါကိုနောက်တစ်ချိန်မကြည့်ဖို့သူ့ကိုပြောပေးပါငါရဲ့စူးစမ်းမှုကသူ့ရဲ့ပါရမီကိုမကျော်နိုင်ရင်တော့မှငါကိုငါဘယ်တော့မှအနှင်းခံအဖြစ်အရှုံးပေးမှာမဟုတ်ဘူးလို့ရေးသားထားပါတယ်ကျောင်းစင်းချိန်လမ်းမပေါ်မှာလူကြားရီဟာချန်ကွန်းလင်နဲ့ဆုံတွေ့ပြီးလီစီယွင်ရဲ့စိတ်မကောင်းဖြစ်နေတဲ့အကြောင်းပြောပြပါတယ်ချန်ကွန်းလင်ကတက်ပြင်းချရင်ငါနောက်တစ်ခါသူမကိုအကွက်မစင်တော့ပါဘူးငါတကယ်သိချင်တာကလို့ပြောပြီးစကားဆက်ဖြတ်လိုက်ပါတယ်လူကြားရီကနေတကယ်ပဲလီစီယွင်ကိုသဘောကျနေတာလားလို့တက်မေးလိုက်တဲ့အခါချန်ကွန်းလင်ကတုံဆိုင်ခြင်းမရှိပဲဟုတ်တယ်လို့ဝန်ခံခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာအတန်းထဲကတငယ်ချင်းတွေကြားအထင်မလွဲစေဖို့ဒီလိုဝက်ချက်ကိုဆက်လက်ထိန်းသိမ်းထားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ရောက်တဲ့အခါလူကြားရီဟာသူမရဲ့အဖေနဲ့အတူထမင်းလက်ဆောင်စားရင်စိတ်ထဲကတန်တရားတစ်ခုကိုမေးမြန်းပါတော့တယ်အဖေလူတယောက်ကကိုသဘောကျနေတာကိုသိရတဲ့အဲ့ဒီလူကိုကပြန်မုန်းနေတယ်ဆိုရင်ဘာလို့ရမလဲအဲ့ဒါကတစ်ဖက်လူအတွက်ပျက်စီးစေတဲ့အရာဖြစ်သွားမလားလို့မေးလိုက်ပါတယ်အဖေဖြစ်သူကထမင်းကိုအားရပါရစားရင်သမီးဖြစ်သူစိတ်ရှုပ်ထွေးနေတာကိုရိပ်မိပြီးနှွေးထွေးတဲ့အပြုံးနဲ့အခုလိုအကြံပေးခဲ့ပါတယ်သမီးအကယ်၍မိုးရွာမယ်ဆိုရင်သမီးထီးဆောင်နိုင်တယ်ဒါမှမဟုတ်ကားစီးနိုင်တယ်အဲ့လိုမှမဟုတ်ရင်မိုးရဲရေထဲမှာဒီအတိုင်းရက်နေလို့လည်းရတာပဲဒါပေမဲ့မိုးရွာတာကိုတားလို့မရပေမဲ့အ ਨੇ ဆုံးတော့မိုးခါတစ်ချက်လောက်တော့အမိရအလူးလဲရွာချလိုက်ဖို့လိုအပ်တယ်ချန်ကွန်းလင်တယောက်အခန်းထဲမှာစာကြက်နေရင်ပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်နေမိတယ်တစ်ဖက်မှာလည်းအဖေကသမီးဖြစ်သူစိတ်ရှုပ်ထွေးနေတာကိုကြည့်ပြီးသမီးစိတ်ထဲမှာတခုခုအလိုမကျဖြစ်နေတာလားလို့မေးလိုက်တဲ့အခါအပြင်မှာမိုးတွေဒီလောက်ရွာနေတာမျက်နှာချင်းဆိုင်အိမ်ကပြတင်းပေါက်ကိုဖွင့်ထားတော့မဲလို့ပြောလိုက်ပါတယ်အဲ့ဒီအိမ်မှာလူမနေတာ6လလောက်ရှိပြီလေလို့ပြန်ပြောလိုက်တဲ့အခါလူကြားရီတယောက်ရုတ်တရက်အမှန်တရားကိုသဘောပေါက်သွားပြီးစွန့်သွားပါတော့တယ်ချန်ကွန်းလင်ဟာလူကြားရီနဲ့လမ်းမှာအမှတ်မထင်ဆုံးချင်းအောင်ဆောင်ဖို့အတွက်သူ့အမေနဲ့အတူတငယ်ချင်းအိမ်မှာထမင်းစားတာပါဆိုပြီးလိန်ပြောခဲ့တာဖြစ်ပြီးတကယ်တော့အဲ့ဒီအိမ်ကလူမနေတဲ့အိမ်လူကြီးဖြစ်နေခဲ့တာပါသူဟာလူကြားရီကိုဂရုစိုက်ပေးခြင်းလို့စာမှုပွဲအတွက်လေ့ကျင့်ခန်းစာအုပ်ကိုလက်ဆောင်ပေးဖို့လမ်းမှာစောင့်နေခဲ့တာပဲဖြစ်ပါတယ်လူကြားရီဟာချန်ကွန်းလင်ရဲ့စေတနာနဲ့သူမအပေါ်ထားရှိတဲ့ခံစားချက်တွေကိုပြန်လည်တွေးတောရင်းရင်ထဲမှာမကောင်းဖြစ်နေမိပါတော့တယ်နောက်တနေ့မနက်ကြောင်းရောက်တဲ့အခါလူကြားရီဟာအတန်းထဲကိုပုံမှန်အတိုင်းဝင်လာခဲ့ပါတယ်။ဒါပေမဲ့အတန်းထဲကကောင်လေးတစ်ယောက်ကပုတ်ပြားပေါ်မှာတန်ရှင်းရေးတာဝန်ကျသူတွေရဲ့နာမည်ကိုရေးနေရင်းနဲ့လူကြားရီကိုလှမ်းပြောလိုက်တဲ့ကြားရီ။နင့်ဘေးကစာပွဲခုံဖို့ဒီနေ့ကြောင်းမလာဘူးနော်။အတန်းထဲကအခြားကျောင်းသားတစ်ယောက်ကလည်းလှမ်းပြီးချန်ကွန်းလင်ကမင်းညကမူးမိပြီးဖျားသွားလို့ခွင့်တိုင်ထားတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါချန်ကွန်းလင်ကိုတမင်တကာစိတ်ဆိုးပြီးအမတ်လျှော့ပေးခဲ့တဲ့လီစီယွင်ရောလူကြားရီပါစိတ်မကောင်းဖြစ်ပြီးတိတ်ဆိတ်သွားကြပါတယ်။တစ်ဖက်မှာတော့လီစီယွင်ဟာကြောင်းမှုပွင့်ဝရန်တာပေါ်မှာတယောက်တည်းရက်နေပါတယ်
အဲ့ဒီအချိန်မှာပဲယူကြားရီဟာဝရန်နာဘုတ်ကိုတက်လာပြီးသူမတို့နှစ်ယောက်အကြည့်ချင်းစုံတီးတိမိသွားကြတယ်လီစီရင်းရဲ့မျက်နှာပေါ်မှာတော့ခြံကွလင်အပေါ်ထားရှိတဲ့အမုံတွေအရေးပျော်သွားပြီးနူးညံ့တဲ့အပြုံးတစ်ခုရှက်တန်းသွားရင်းနဲ့ပဲလူငယ်တွေရဲ့အချစ်အမုန်းနဲ့တန်ရောစင်ဇလန်းလေးဟာဒီနေရာမှာတင်ပြီးဆုံးသွားပါတော့တယ်